အားပဲမင်္ဂလာပါတီရှယ်ဆိုင်တိုင်းလက်မှန်ဖြစ်ပါတယ်တီရှယ်ကိုပေါ့နော်ဒီအောက်နိုးဘရာပုံစားရပေါ့နော်နိုးဘရာပုံလေးအမေးများတဲ့အတွက်တီရှယ်ကကြားပေးမှာဖြစ်ပါတယ်အစားအဆုံးပတ်တက်လေးရင်ခံပေါ့နော်နိုးဘရာရင်ခံလေးကိုလိုက်ကြည့်ပေးကြပါအလုံးကျေးဇူးတင်ပါတယ်စီကံပဲဖြစ်ဖြစ်လက်မှပဲဖြစ်ဖြစ်ပေါ့နော်ဝင်ကြည့်လို့ရပါတယ်ဆွဲတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အင်ဂျီပေါ့နော်ကရှောင်းအောင်တိုင်းထားတဲ့အင်ဂျီအကတ်ပေါ့နော်အဲ့ဒါလေးကိုပတ်တန်မှာချပြီးဆွဲမယ်ခါကတော့ကိုလိုချင်တဲ့အရှိကိုကွက်တာကိုဖျက်လို့ရတယ်ပေါ့နော်ပုံမှန်ဆိုရင်ပုံမှန်တိုင်းဆွဲထားလိုက်ဆွဲထားပြီးသွားပြီဆိုတီချယ်တို့ကအဓိကပါလဲဆိုတော့တီချယ်တို့ရင်ထိတ်ပေါ့နော်ရင်ထိတ်ကနေပြီးတော့မှတီချယ်တို့ကတိုင်းလိုက်မှာပေါ့နော်ဒီအလုံးပေါ့နော်ရင်းရဲ့အလုံးပေါ့အဲ့တော့တီချယ်တို့ကသူပုံမှန်ဆိုရင်တော့သူကလက်မနဲ့ဆိုလို့ရှိရင်တီချယ်တို့ပုံမှန်သူတွေဆိုလို့ရှိရင်ပေါ့နော်6လက်မပေါ့နော်ပုံမှန်ဆို6လက်မရှိရဲတချို့ကြရင်လည်းအလုံးလိုက်အလုံးအပွားနေပြီးတော့မှဒီလိုမျိုးဒီအောက်ကိုတိုင်းလိုက်တာပေါ့နော်အဲ့တော့ရင်ထိတ်ကနေပက်လေကိုတိုင်းတဲ့ဟာကတချို့ကကြတော့အလုံးပတ်ကိုနှစ်နဲ့စားလိုက်တယ်ပေါ့နော်အဲ့တော့တီချယ်ကဒီဟာကိုကြတော့3လက်မနဲ့လောက်ပြမယ်ပေါ့နော်ပုံမှန်တိုင်းနေကြ3လက်မကိုဆင်းလိုက်မယ် cm နဲ့ဆိုလို့ရှိရင်16 cm လောက်ရှိမယ်16 cm ကိုနှစ်နဲ့စားလိုက်ပေါ့နော် h ပေါ့နော်အဲ့တော့တီချယ်ကဒါလေးကိုတီချယ်ကဒီလိုမျိုးဘေးမြဲလေးကိုဒီလိုမျိုးလေးဆွဲထားလိုက်ပေါ့နော်ဆွဲထားပြီးသားပြီဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဒီပက်လေအတိုင်းပေါ့နော်တီချယ်ကအရွက်ပေါ့နော်အစာရွက်လေးတင်းနေတဲ့အတွက်ဒီပက်လေလေးကိုတီချယ်ကဒီမှာရှယ်လောက်ထားတဲ့ပက်လေအတိုင်းပဲပေါ့နော်ဒီလိုအလုံးလေးပေါ့နော်အလုံးလေးလောက်မှာပေါ့နော်ဒီကိုချထားတဲ့ပက်လေကိုသူ့ကို white တောင်လေးရှိရဲဆိုလဲ white တောင်လေးနဲ့ white လိုက်လို့ရတယ်တီချယ်ကတော့ဒီမှာသူ့ကိုမှန်းပြီးတော့မှဒီလိုမျိုးလေးတီချယ်လာ white ပေးလိုက်မယ်ပေါ့နော်ဒါကတီချယ်တို့ရဲ့ရင်အလုံးလေးပေါ့နော်ဒါကနိုးရာဖြစ်တဲ့အတွက်တချို့ဒီလိုမျိုးပထမအဆုံးအလုံးလေးကိုအရင်ဆုံးဖော်ထားမယ်ဟုတ်ပြီတချို့ဒီလိုအလုံးလိုက်ဖော်လိုက်ပြီဆိုလို့ရှိရင်တချို့ဒီဒေါက်ထိတ်ကနေတက်တဲ့လေးကိုမြင်းကြောင်ဆွဲထားပေးမယ်ဘာလို့လဲဆိုတော့ဒါကရင်မြင်းပေါ့နော်ပခုံးထောက်မြင်းအဲ့ဒါပြီးတော့ဆိုလို့ရှိရင်တချို့ကဒီထိတ်ကနေပဲတချို့ဒီအောက်ကိုဘေးတော့အရင်ဆွဲလိုက်မယ်ဘယ်လောက်ဆွဲပေးမလဲဆိုတော့တချို့ကသူ့ကိုရင်လုံးထွက်ချင်တာဖြစ်တဲ့အတွက်လက်မနဲ့ဆို40ဟုတ်ပြီနော် cm သမားတွေက1.5 1.5 ဟုတ်ပြီနော်1.5 ဒီတောက်ထည့်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီကျတို့ဘာလုပ်ပြရအောင်လဲဆိုတော့ကျတို့သူ့ကိုဒီကိုဆုံးတဲ့ရင်ဆုံးတဲ့နေရာရဲ့မြင်းတစ်ကြောင်ထပ်ပြီးတော့မှသူ့ကိုဆွဲမယ်ဟုတ်ပြီနော်ထပ်ပြီးတော့မှဆွဲမယ်ထပ်ပြီးတော့ဆွဲလိုက်တဲ့အချိန်မှာဒါကရင်မြင့်ရဲ့အောက်ကိုတီချယ်တို့ကဘယ်လောက်ဆင်းမိမလဲဆိုတော့ရင်းရဲ့အလုံးရဲ့ဒီပက်လေရဲ့အောက်ကိုတီချယ်တို့ကလက်မနဲ့ဆိုရင်တစ်လက်မ40 cm နဲ့ဆိုလို့ရှိရင်4 cm လောက်ဆင်းမယ်ဆင်းပြီးတော့ဆိုရင်တကယ်လို့ကိုအင်ကြီးပုံကအလုံးပဲဆိုရင်တော့ဆင်းကြမလို့ပေါ့နော်တကယ်လို့အလုံးမဟုတ်ဘူးဘေးမှာ4000ဆိုလို့ရှိရင်တော့ဒီလောက်ဆင်းပေးရမယ်နော်ဆင်းပြီးတော့ဆိုလို့ရှိရင်အဲ့နေရာလေးကနေပြီးတော့မှတီချယ်တို့ white ရမယ်ဖြစ်တယ်ပေါ့နော် white ပေးရမှာပေါ့နော်ဒီအောက်ကလေးကိုဒီလိုလေး white ပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီရှေ့ကသူ့ရဲ့တီချယ်တို့ဒီရှေ့မှာကြားထားခြင်းတယ်ပေါ့နော်ရှေ့မှာအပြားထားခြင်းတယ်ဆိုရင်ဒီနေရာမှာဒီချယ်တို့က6စိတ်လောက်ထားပေးမယ်တကယ်လို့မထားခြင်းကိုအပြည့်ယူမယ်ဆိုရင်လည်းရရပေါ့နော်ထားမယ်ဆိုရင်တော့6စိတ်လောက်ထားပေးမယ်ပြီးတော့ဆိုရင် cm သမားတွေကကြတော့ဒီနေရာမှာသူ့ကိုဒီချယ်တို့က 1.5 လောက်ထားပေးမယ်နော်အဲ့ဒါလေးကိုဒီချယ်တို့ကမြင်းလေးတစ်ကြောင်သူ့ကိုအောက်တက်တဲ့လေးကိုဒီလိုလေးတစ်ကြောင်ဆွဲလိုက်မယ်ပေါ့နော်တစ်ကြောင်ဆွဲလိုက်မယ်ဆွဲပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီချယ်တို့ကဒီရင်မြင့်ရဲ့အောက်ကိုပဲဒီချယ်တို့ဘယ်လောက်ဆင်းမလဲဆိုတော့သူ့ကိုအလုံးကြိုက်တယ်ပေါ့နော်ဒီလိုမျိုးပုံကွဲတာဖြစ်တဲ့အတွက်ဒီချိန်ကတော့အခြေခံပုံပဲပြောပြလိုက်မယ်နော်ဒီကနေပြီးတော့တလက်မဆင်းမယ် cm သမားတွေကကြတော့ဒီချယ်တို့နှစ်ခွဲပေါ့နော်နှစ်ခွဲဆင်းမယ်အဲ့ဒါလေးကိုအဲ့နေရာကနေပြီးတော့မှဒီချယ်တို့ကအလုံးလေးကိုပြန်ပြီးတော့မှဒီနေရာလေးကိုလာပြီးတော့မှ white ပေးထားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချယ်တို့အောက်ပိုင်းအတွက်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုတဲ့အချိန်မှာဒီချယ်တို့ကဒီအခုဒီအပေါ်ပိုင်းလာမယ်ပေါ့နော်တချို့ကြတော့အပေါ်ပိုင်းကိုသူကအလုံးပဲယူတယ်တချို့ကြတော့ဒီလိုအချွန်းယူတယ်ပေါ့နော်ကိုကြိုက်တယ်လို့ယူလို့ရတယ်နော်အဲ့တော့ဒီရဲ့အခုဒီချယ်တို့ရဲ့ဒီကနေပြီးတော့အပေါ်ကိုဒီချယ်တို့ဘယ်လောက်တက်လိုက်မလဲဆိုတော့သူ့ကိုလက်မနဲ့ဆိုလို့ရှိရင်ဒီချယ်တို့6စိတ်လောက်တက်မယ် cm နဲ့ဆိုလို့ရှိရင်သူ့ကို2 cm လောက်တက်မယ်ပေါ့နော်ဒီလိုလေးတက်ပေးမယ်တက်ပြီးသွားပြီဆိုလို့ရှိရင်ချယ်တို့ဘာလုပ်ရမလဲဆိုတော့ white တောင်ရှိရဲ့လူကသူ့ရဲ့လုံးပတ်လေးကို white တောင်လေးနဲ့ဆွဲပေးမယ်နော် white တောင်မရှိဘူးဆိုလို့ရှိရင်တော့ white တောင်ကတော့လူတိုင်းရှိမှာပါနော်ကျတို့ဒီလိုမျိုးအလဲဒီကျတို့ white ထားတဲ့နင်းရဲ့အလဲတဲ့ကိုသွားပြီးတော့မှဒီလိုခုံပြည့်လေးပေါ့နော်ဒီလိုပြည့်လေးတစ်ချက်အရင်ဆက်မယ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုပက်လက်လန်မယ်ကိုယ့်ရဲ့ဂျိုင်းဆုံးတဲ့နေရာလေးကိုလာပြီးတော့မှဒီလိုဂျိုင်းရဲ့အောက်ကိုဒီချေကဘယ်လောက်ဆင်းမလဲဆိုတော့4စိတ်ပေါ့နော်cm သမားရေဆိုလို့ရှိရင်တော့ 1.5 လောက်ဆင်းပေးမယ်ပေါ့နော်4စိတ်လောက်ဆင်းလိုက်မယ်အဲ့တော့ပြီးသွားဆို white လို့ဆိုလို့ရှိရင်လည်းဒီချေတို့ပို့ပြီးဆင်းလို့ရတယ်နော်ဒီလိုမျိုးပြည့်လေးသူ့ကို white ပေးမယ်ဒါဆိုလို့ရှိရင်ဒီချေတို့ကသူ့ကိုဒါဆိုလို့ရှိရင်ဂျိုင်းဘက်ပေါ့နော်အဲ့လာပြီးသွားပြီဆိုလို့ရှိရင်ဒီချေတို့ကဒီဘက်မှာသူကကြတော့ဒီချေတို့ကလုံးကြီးပဲဖြစ်တဲ့အတွက်
ကျတော့ဒီအလုံးရအောက်ဆိုရင်ပေါ်မယ်အလုံးရအပေါ်ဆိုရင်ဖုံးမယ်ပေါ့နော်ဒီအလုံးကွက်တိချုပ်လဲရတယ်ဘာလို့ဆိုအုံကွက်ထဲမှာဖြစ်တဲ့အတွက်သူ့ရင်လုံးတိုင်းယူထားပါပေါ့နော်အဲ့ဒါလေးကိုဒီချက်ကရှိဝေရဲတဲ့လူကရင်မြင့်တီဆက်လို့ရတယ်မဝေရဲဘူးဆိုရင်အပေါ်ကိုတက်လက်မှတက်မယ် CM သမားရင် 2.5 ဒီအပေါ်လေးကိုတက်ပေးမယ်တက်ပြီးသွားရင်ဆိုမြင်းလေးဆွဲလိုက်မယ်ဒီလိုမြင်းလေးဆွဲလိုက်ဆွဲပြီးသွားပြီဆိုရင်ဒီချက်တို့ကသူ့ကိုဒီဟာလေးကိုကာကြီးပုံလုံးချင်တာလားဒါမှမဟုတ်ဘူးဟိုပါပေါ့နော်အချွန်းလုံးချင်တာလားအဲ့ဒါကတော့ကိုပုံပေါ်မူတည်ပြီးတော့မှဆွဲရမယ်အရာလေးပေါ့နော်ဒီမှာလာဆက်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီချက်တို့ကကာကြီးပုံတလန်လေးထွက်လာမယ်ပေါ့နော်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ဒီချက်တို့ကဘာလုပ်ပြမလဲဆိုတော့သူ့ကိုဓာတ်တွေစားတော့မယ်ဓာတ်တွေစားတော့မှဖြစ်တဲ့အတွက်ဒီချက်တို့ကသူ့ကိုဒီမှာ4စိတ်စားမယ်ဒီမှာ4စိတ်စားမယ် CM သမားတွေက1.5 CM စားမယ်လက်မသမားတွေ4စိတ်စားမယ်အဲ့တော့ဒီထောက်ကလေးကိုဆွဲမယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီချက်တို့ကသူ့ကိုဒီလိုမျိုးပါနော်ခုံလေးပဲဆွဲမယ်နော်ဒီလိုမျိုးလေးဒီလိုလေးခုံလေးဆွဲမယ်ဒါကိုလည်းချက်တို့ကဒီလိုခုံလေးဆွဲပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချက်တို့ကသူ့ကိုဆွဲပြီးသွားပြီပေါ့နော်ဆွဲပြီးသွားပြီဆိုလို့ရှိရင်ချက်တို့ဘာလုပ်ပြရမလဲဆိုတော့ဒီနှစ်ခုရဲ့ဂျာဟုတ်ပြီနော်ဂျာဒီနှစ်ခုဒီတောင်းနဲ့ဒီတောင်းနဲ့နှစ်ခုရဲ့ဂျာကိုဒီချက်တို့ကဒီတောက်ထိတ်ကနေလာပြီးမြင်းတစ်ချောင်းဆွဲမယ်သူ့ကိုဘယ်လောက်လဲဆိုတော့လမ်းမနဲ့ဆိုလို့ရှိရင် 0.2 cm နဲ့ဆိုလို့ရှိရင် 0.5 ဒီချက်တို့သူ့ကိုစားပေးမယ်ဒီတောက်ကလေးကိုနော်ပြီးတော့ပြီဆိုလို့ရှိရင်ကာကြီးပုံဖြစ်သွားတဲ့အတွက်ဒီချက်တို့ကသူ့ကိုကာကြီးပုံဆိုတော့ကြတော့သူ့ရဲ့ဒီနှစ်ခုရဲ့ဒီချက်တို့ဆွဲလိုက်တဲ့အဝိုင်းနှစ်ခုရဲ့အလဲကောင်ကို 0.2 နှစ်စိတ်ပေါ့နော်နှစ်စိတ် CM သမားရေ 0.5 ဟုတ်ပြီနော်အဲ့ဒါလေးကိုဒီချက်တို့ကမှတ်ပေးထားမယ်ဒါဆိုလို့ရှိရင်မြင်းချောင်း3ခုထွက်လာပြီပေါ့နော်ဒါတွေကဒီချက်ကဖျောက်ပြင်မှာနော်ဖျောက်ပြင်မှာဒါလေးကဒီချက်ဖျောက်ပြင်မယ်ဟာလေးဒါဆိုလို့ရှိရင်ဒီချက်တို့ကသူ့ရဲ့ရင်ထိတ်တဲ့ကနေပြီးတော့မှဒီချက်တို့ဒီရင်ထိတ်တဲ့ကနေပြီးတော့မှဒီဟာကဒီလိုမျိုးလေးလာပြီးတော့မှဒီလိုမျိုးလေးလာပြီးတော့မှတက်တဲ့လေးပေါ့နော်ဒီလိုထောက်ကလေးဆွဲမယ်ဒီလိုထောက်ကလေးဆွဲမယ်အဲ့ဒါက 1cm လက်မသမားရေဆိုလို့ရှိရင်သူက3စိတ်လောက်ပေါ့နော်3စိတ်လောက်4စိတ်လောက်လည်းရတယ်3စိတ်လောက်ပေါ့နော် point 2လည်းရတယ်နော်အဲ့ဒါကိုကရင်ကြီးတလို့စပေးရမှာဖြစ်ပါတယ်ဒါလေးကဖြောက်ပြင်မယ်ဟုတ်ပြီကျတော့ဒီအခုနကတော့ဒီချေပြထားတဲ့ဒီဟိုပါပေါ့နော်ဘေးတောက်ဆိုတာကကြတော့ဒီချေတို့ကဒီမှာအခုဒီချေကဒီနေရာမှာလာပြီးတော့မှမတုံးတော့ဘူးပေါ့နော်မတုံးတော့ဘူးဒီနေရာမှာမတုံးဘဲနဲ့ဒီချေတို့ခုနကတော့မြင်းဆွဲထားတဲ့ဒီဟာကိုဒီအပေါ်ကိုရွှေ့လိုက်မယ်ပေါ့နော်ဒီကနေပြီးတော့ဒီလိုမျိုးလေးဆောင်းဆောင်းလေးဆွဲလိုက်မယ်သူ့ကိုဒီကနေပြီးတော့ဒီကိုတက်တယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့မှပုံမှန်ဆိုလို့ရှိရင်ဒီချယ်တို့ကဟိုဟာဘေးတောက်ပေါ့နော်ဒီမှာဒီချယ်တို့ကမြင်းချောင်းကိုတက်တယ်ဆွဲပြီးတော့မှဒီတောက်ကိုဒီကိုလာရွှေ့မယ်40CM သမားတွေ 1.5 ဖြစ်ပါတယ်အဲ့တော့အဲ့တောက်ကလေးတွေဆွဲပြီးသားဆိုဒီတောက်ကမပါတော့ဘူးပေါ့နော်မပါတော့ဘူးအဲ့တော့ဒီချယ်တို့ဒီမှာအခုဒီဥစ္စာဆိုလို့ရှိရင်ဒီချယ်တို့ကအဝိုက်နှွင်လို့ရပြီပေါ့နော်အဝိုက်နှွင်လို့ရပြီတစ်ချက်ရှိတာတချို့ကကြတော့ဒီချယ်တို့ကဒီမြင်းကိုဒဲမကြိုက်ဘူးဒဲမကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီချယ်တို့ကသူ့ကိုဒီကိုဖြတ်ချင်တဲ့ပုံစံပေါ့နော်ဒီဒဲဖြတ်လဲရတယ်ဒဲမဖြတ်ချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးလေးလာပြီးတော့မှခုံးပြီးတော့မှသူ့ကိုဖြတ်လဲဒီချယ်တို့ကပြန်ဆက်လဲရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ပုံစံကိုဒီအလုံးပေါ်မှာယူလို့ရတယ်အဲ့တော့အခုဒါလေးကိုဒီချယ်ကမှန်ပြမယ်ပေါ့နော်အဲ့တော့ရှယ်တို့ကဒီဟာလေးကကြတော့ကိုအပေါ်ပိုင်းလေးဖြတ်ချင်လဲရတယ်ဟိုစိတ်တဲ့နေရာဖြတ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီရှယ်တို့ကဒီရှယ်တို့ point ချတာပြီးသွားပြီပေါ့နော်အဲ့ချိန်မှာရှယ်တို့နောက်ချမ်းမှာဆိုလို့ရှိရင်ဒီရှယ်တို့ကဒီဟာလေးကိုဒီလိုမျိုးလေးခောက်မယ်ဘာလို့လဲဆိုတော့ဖြတ်ပြင်မှာဖြစ်တဲ့အတွက်ပြီးရင်ဒီရှယ်တို့ဒီခါးနှစ်ခုကိုတိုက်မယ်တိုက်ပြီးသွားပြီဆိုရင်ဒီရှယ်တို့ဆင်းထားတဲ့နေရာလေးကိုတစ်ချက်လာမှတ်ပေးမယ်နောက်ချမ်းမှာနော်အဲ့တော့ဒီရှယ်တို့ဒီလိုလေးမှတ်လိုက်ပြီမှတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ချမ်းမှာကဒီချေတို့ကသူ့ကိုတက်တယ်လေးတစ်ချောင်းဆွဲမယ်ဆွဲပြီးသားပြီဆိုလို့ရှိရင်ဒီအပေါ်တက်တယ်လေးကိုမြင်းတစ်ချောင်းဆွဲမယ်ဒီဘက်ကို4စိတ်ဒီဘက်ကို4စိတ်ဟုတ်ပြီနော်အဲ့ဒါလေးကိုဒီလိုမြင်းချောင်းလေးဆွဲလိုက်မယ်ဆွဲပြီးသားပြီဆိုလို့ရှိရင်ဒီမြင်းကနေပြီးတော့မှအောက်ကိုလည်းဒီချေတို့ကအခုကိုဖြတ်ချင်တဲ့နေရာမှာပေါ့နော်ဒီချေတို့ဥပမာအောက်ကိုခါရဲ့အောက်ကိုဒီချေတို့နှစ်လက်မခွဲထားမယ်ဆိုရင်လည်းနှစ်လက်မခွဲထားပြီးတော့မှအောက်ခါကိုဖြတ်ပြင်မယ်ပေါ့နော်အဲ့ချိန်ကလို့ရှိရင်ဒီချေတို့ကသူ့ကိုတောက်ပြန်စားပေးရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီချေတို့ကဒီမှာနှစ်လက်မခွဲအောက်ကိုခါရအောက်ကိုထားပြီးတော့မှသူ့ကိုတက်တယ်လေးဆွဲချပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီချက်တို့ကသူ့ကိုပြီးတော့ပြီဆိုလို့ရှိရင်ဒီတောက်ကလေးကကြတော့ဒီချက်တို့ဇစ်တက်မဲ့သူတွေပေါ့နော်ခါကိုတောက်ထည့်တာ4စိတ် CM သမားတွေက1 CM ဖြစ်ပါတယ်နော်အဲ့တော့ပြီးတော့ပြီဆိုလို့ရှိရင်ဒီချက်တို့ကဒီတောက်ထည့်တဲ့အချိန်မှာဒီအတွင်းထဲကို2စိတ်ဝင်ပေးမယ် CM သမားတွေဆို
5ဖြစ်ပါတယ်အဲ့ဒါလေးကိုဒီခါ